Kingston Royal Condominium ဟာဖနွမ်းပင်မြို့လေကောင်မှာ Kimmees တိုင်ကြတဲ့ facility တွေနဲ့ condominium project တစ်ခုပါ Russian market နဲ့မိနစ်အနည်းငယ်กว่าမှာတည်ရှိပြီးဖနွမ်းပင်မြို့ရဲ့မြို့လေကောင်ဘေးနေရာကိုမဆိုလက်တကန်းกว่าမှာတည်ရှိနေပါတယ်2.8 meter မျက်နှာချက်အမြင့်လှပသေးတတ်တဲ့အခန်းဖွဲ့စည်းပုံတို့နဲ့အိတ်ခမ်းတစ်ခန်းသို့မဟုတ်အိတ်ခမ်းနှစ်ခန်းစသည်ဖြင့်မိမိကြိုက်နှစ်သက်သလိုရင်းနှီးဝယ်ယူနိုင်ပါတယ် Rooftop Infinity Pool ချွေးထုတ်ခန်းဂျင်း24နာရီလုံခြုံရေးနဲ့လုံလောက်တဲ့ကားပတ်ကင်နေရာတွေအပြင် convenience store ပါဝင်တာကြောင့်အဆင်ပြေတဲ့နေထိုင်မှုဘဝကိုရရှိနိုင်မှာပါဈေးနှုန်းအနေနဲ့ကလည်းစိတ်ဝင်စားစရာကောင်းတဲ့အတွက်ရင်းနှီးမြှုပ်နှံသူများအတွက်ကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်လာပါတယ်။နိုင်ငံရဲ့ခြားမှာရင်းနှီးမြှုပ်နှံဖို့အတွက်လူတိုင်းစိတ်ဝင်စားနေကြတဲ့အချိန်မှာတကယ်တမ်းတော့အခွင့်အလမ်းကတင့်ရဲ့မျက်စိရှိမှာပဲရှိနေပါတယ်။ကမ္ဘောဒီးယားနိုင်ငံရဲ့တိုးတက်နေတဲ့အခွင့်အလမ်းတွေနဲ့အတူရင်းနှီးမြှုပ်နှံဖို့အတွက် IBS ကိုဒီနေ့ပဲဆက်သွယ်လိုက်ပါ။